လွန်ခဲ့တဲ့နေ့နည်းငယ်လောက်ကဆိုရင်ဗျာစေယုတ်ထေကပန်းကြီးဆွဲမယ်စောင်းပါးတွေရေးမယ်နောက်ပြီးကုမ္ပဏီတစ်ခုရဲ့ customer service ဝန်ထမ်း900လောက်ကိုညတွင်ရဲ့အစားထိုးဝင်ရောက်သွားမယ်လို့ပြောရင်လေသိပ္ပံစိတ်ကူးရင်ရုပ်ရှင်ကြည့်တာများသွားပြီလို့ပဲထင်ကြမှာပေါ့နော် ဟုတ်တယ်ရှင်ရင်ကဆိုတာမျိုးလေးကရုပ်ရှင်ထဲမှာပဲရှိခဲ့တာလေ အခုတော့အဲ့ဒီသိပ္ပံရုပ်ရှင်ကတကားကိုဖွင့်ကျွန်တော်တို့အိတ်ခင်ထဲကိုဝင်ထိုင်နေပါပြီနက်နိုင်အိုင်းနဲ့ The Future Channel တွေကနေအမြဲတမ်းအသစ်တို့အသိပညာတွေကိုစူးစမ်းလေ့လာနေကြသူတွေအတွက်ဒီနေ့ရဲ့အထူးလေ့လာဆွေးနွေးမှုမှာလေလူလည်းရဲ့ခုံတကအကြီးမားဆုံးမိကွန်းတစ်ခုကိုသေးသေးချာလေးဖြီးကြည့်အောင်ဗျာ လူလိုက်စိုးလီနေကြတဲ့ကိစ္စပေါ့နော် မပါပဲ AI ကြောင့်ငါတို့တွေအလုံးလက်မဲ့ဖြစ်သွားတော့မလားဆိုတဲ့ထိတ်လန့်စရာစိန်ခေါ်မှုတွေဒါမှမဟုတ်ဒီလိုင်းလုံးကြီးရဲ့နောက်ွယ်ကကြီးမားလာတဲ့အခွင့်အလမ်းနေဆိုတဲ့အမှန်တရားကိုကျွန်တော်တို့ရင်းမြစ်အမျိုးမျိုးကနေဆွဲထုတ်ပြီးပုံမြင်တပုတ်လို့ဆွေးနွေးတော့မှာပါ ဒီနေရာမှာလေအန်အိုးစရာအကောင်းဆုံးကဘာလဲဆိုတော့နီးပညာသမိုင်းကိုပြန်ကြည့်ရင်တိုးတက်မှုဆိုတာလေးကထက်တယ်လို့တစ်ကနှစ်နှစ်ကနေသုံးဆိုပြီးဖြည်းဖြည်းချင်းသွားလိရှိတာပါဒါပေမဲ့လက်ရှိ AI ရဲ့အကြောင်းလဲကအဲ့ဒီလိုမဟုတ်ဘူးရှင် ဟုတ်ကဲ့ဘယ်လိုမျိုးကွာခြားသွားတာလဲဗျာ သူကထပ်ကိန်းတနည်းအားဖြင့် exponential ပုံစံနဲ့နှစ်ကနေ4ကနေ8ဆိုပြီးခုံပြန်ကျော်လွှားတိုးတက်နေတာပါပြီးခဲ့တဲ့6လတုန်းကထွက်ခဲ့တဲ့ AI model တစ်ခုနဲ့အခုလက်တလောထွက်လာတဲ့ AI ရဲ့စွမ်းရည်ကလေတကယ့်ကိုမိုးနဲ့မြေလိုကွာခြားသွားပါပြီ ဟာတော်တော်လေးကိုမြန်တာမယ်နော် ကျမတို့ရင်ဆိုင်နေရတာဟာတာမန်ဒီရဲ့တက်လာတာမျိုးမဟုတ်ဘဲနဲ့တဟုန်ထိုးရိုက်ခတ်လာတဲ့ဆူနာမီလိုင်းလုံးကြီးတစ်ခုဖြစ်နေပါရရှင် အဲ့လီဆူနာမီလိုင်းလုံးကြီးကလူတွေရဲ့အလုပ်ကုန်ကိုင်းတွေကိုစတင်ဝါမြုံနေပြီဆိုတာကတော့ညင်းလို့မရတဲ့အမှန်တရားပဲဖြစ်ဒါမဲ့စိတ်ဝင်စားစရာကောင်းတာကလေအလုပ်တွေဖြုတ်ပစ်တဲ့အခါကုမ္ပဏီကြီးတွေကသတင်းစာရှင်းလင်းပွဲလုပ်ပြီးဒီနေ့ကစပြီး AI ထုံးတော်မှာမို့လူတွေကိုဖြုတ်ပါပြီဆိုပြီးကြေညာလေးမရှိဘူးရဲ့ တိတ်တိတ်လေးပဲအစားထိုးထားကြတာပါနော် အတိအကျပဲအရာအလုံးကတိတ်တိတ်ဆိတ်ဆိတ်ပဲဖြစ်သွားတာ sources တွေထဲမှာဆိုရင်ဒါကို the invisible takeover တိတ်ဆိတ်တော့တိမ့်ပိုင်မှုလို့သုံးနှုန်းထားတယ်ဗျာဥပမာဘာသာစကားသင်ကြားရေး app တစ်ခုဖြစ်တဲ့ Duolingo ဟာသူတို့ရဲ့ contract ဝန်ထမ်း10%ကိုတိတ်တဆိတ်လျှော့ချလိုက်တယ် AI ကအဲ့ဒီအလုပ်တွေကိုလုံနိုင်သွားလို့ပေါ့ ဟုတ်တယ်ဗျာအဲ့ဒါပြင်တခြားသာသကတွေရောရှိသေးလားဗျာ ထွင်ဆောင်တဲ့တားနစ်ကအရေးအများကြီးရှိပါတယ်တဲ့ရှင်နီးပညာကုမ္ပဏီကြီး IBM ဆိုရင်လေသူတို့ရဲ့ HR ပိုင်းနဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာအလုပ်နေရာပေါင်းခွတ်ထပ်စိတ်လောက်ကိုလူသစ်ထပ်ပခေါ်တော့ပဲရဆိုင်ထားမယ်လို့ဆုံးဖြတ်ခဲ့တယ် 9000ရှိတော့တောင်နော်နီးတဲ့ရေတော့မဟုတ်ဘူး ဟုတ်တယ်ရှင်ဒီနေရာတွေကိုနောက်9နှစ်အတွင်းမှာ AI နဲ့လုံးဝအစားထိုးသွားမယ်လို့တွက်ချက်ထားလို့ပါပိုပြီးတုံးလုံးစရာကောင်းတဲ့လက်တွေ့ဖြစ်ရက်ကတော့ဥယောပကငွေပေးချေမှုဝန်ဆောင်မှုပေးတဲ့ Klarna Company ရဲ့လုပ်ရက်ပါပဲသူတို့ဟာ customer service agent 900ရဲ့အလုပ်ကို AI စနစ်တစ်ခုတည်းနဲ့စနစ်တစ်ခုတည်းနဲ့စထိုးလိုက်ပြီးတော့ကြီးညာခဲ့တယ် ဟာတကယ်ကိုကြက်တီးထားဆရာပဲဗျာနေရာ900ကိုစနစ်တစ်ခုတည်းကစက္ကန့်ပိုင်းအတွင်းဖြည့်ရှင်းပေးနေတယ်ဆိုတာ ဟုတ်တယ်ရှင်ဒီ AI ကဘာသာစကား35မျိုးနဲ့ဖောက်တေးတဲ့ပြဿနာပေါင်း1.3တန်းကိုဖြည့်ရှင်းပေးနေပြီးလူတွေဖြည့်ရှင်းတဲ့အချိန်တက်တောင်ပိုများနေတယ်လို့ဆိုပါတယ်ရှင် Goldman Sachs ရဲ့သူတေသနာအစီရင်ခံစာမှာဆိုရင်ကမ္ဘာတဝန်းကအလုပ်အကင်85တန်းလောက်ဟာ AI ကြောင့်လုံးဝပျောက်ကွယ်သွားနိုင်တယ်လို့ဆိုတယ်။နောက်ပြီးလက်ရှိအလုပ်အကင်တွေရဲ့3ပုံ2ပုံ3ပုံလောက်ဟာ partial automation ခေါ်တဲ့တစိမ့်တစ်ပိုင်းအလိုအယလှုပ်ဆောင်ခြင်းခံရနိုင်တယ်လို့ဖော်ပြထားတယ်ဗျာ ဆိုလိုတာကလုံးဝကြီးတယောက်သွားတာမဟုတ်ဘဲနဲ့တဝက်လောက်အစားထိုးခံရတာမျိုးပေါ့နော် မှန်ပါတယ်ဒီတစိမ့်တစ်ပိုင်းအစားထိုးခံရခြင်းဆိုတာကလုံးဝပျောက်သွားတာထက်ပိုပြီးတတိထားစရာကောင်းနေသလားလို့ဗျာစဉ်းစားကြည့်လေအရင်ကရုံးခန့်တစ်ခုမှာစရင်စရာလုပ်ဖို့ဝန်ထမ်း10ယောက်လို့ဆိုပါစို့အခု9ယောက်ကိုဖြုတ်ပစ်လိုက်ပြီးကျန်တဲ့9ယောက်ကို AI ကိရိယာတွေပေးကိုင်းလိုက်တယ် အော်အဲ့ဒီ9ယောက်ကလူ10ယောက်စာအလုပ်ကိုပြီးအောင်လုပ်သွားမဲ့သဘောပဲပေါ့ ဟုတ်ကဲ့ဗျဒါကဘာနဲ့တူလဲဆိုတော့ရေနွေးဥထဲကဖားတကောင်လိုပဲမဟုတ်လားရေကတဖြည်းဖြည်းပူလာနေတာကိုသတိမထားမိပဲငါတို့အလုပ်တော့လုပ်နေရသေးတာပဲဆိုပြီးတတောင်းတတနေရင်နောက်ဆုံးကြမှာခုံထွက်လို့မရအောင်အချိန်နှောင်းထွက်လာမျိုးဖြစ်နေပြီလားဗျာ အဲ့ဒီရေနွေးအိုးထက်ကဖားဥပမာကအလွန်ထိရောက်ပါတယ်ရှင်ဒါပေမဲ့ရေပူလောင်တာကိုကြောက်ပြီးဘာမှမလုပ်ပဲနေလို့မရဘူးလေဘလို့အလုပ်တွေကအရင်ဆုံးရေပူလောင်ခံရမလဲဆိုတာကိုတေချာခွေးချမ်းစိတ်ဖြာကြည့်ဖို့လိုပါတယ်ရှင် ဟုတ်ကဲ့
ဘယ်လိုအလုပ်တွေအရင်ဆုံးထိခိုက်နိုင်မလဲဗျာ AI ကလူတစ်ယောက်ရဲ့အလုပ်ကိုအစားကနေအစုံလုံးဝယူသွားတာမျိုးကတော်တော်ရှားပါတယ်ရှင်အဓိကအစားထိုးခင်ရမှာကထက်ခါတလဲလဲလုပ်နေရတဲ့အလုပ်တွေ repetitive test တွေပေါ့ပြီးတော့အလွတ်ကျက်မှတ်ပြီးပုံတွေကချက်ဖြေရှင်းရတဲ့အလုပ်တွေပါ ။အော်နားလည်ပြီ။တီထွန်ဖန်တီးမှုမပါတဲ့အလုပ်တွေပေါ့ ဟုတ်ကဲ့ရှင် AI ကပင်းကြီးညင်းငွေချင်းမရှိဘူးလေထမင်းစားနားချိန်လည်းမလို့ဘူးအချက်လက်တန်းပေါင်းများစွာကိုစက္ကန့်ပိုင်းတွင်ရှာနိုင်တယ်ဒါကြောင့်စဉ်းစားတွေးခေါ်မှုမလို့ပဲစက်ရုပ်တရုပ်လိုလုပ်နေရတဲ့အလုပ်တွေကတော့ပထမဆုံးစီးရင်ထဲမှာပါသွားမှအသေးချပါပဲရှင် ။ဒါဆိုရင်အလုပ်တွေတယောက်မယ်ဆိုတာတေချာနေပြီပေါ့ဗျာ။ဒါပေမဲ့ဒီလိုနိပညာကြောင့်အလုပ်တွေအများအများပြဆုံးသွားတဲ့အကြက်အတဲမျိုးကတမိုင်းမှာပထမဆုံးအချိန်ဖြစ်တာမှမဟုတ်တော့ဗျာ အရင်ကလည်းဖြစ်ဖူးတာပဲလीနော် ။ဟုတ်တယ်ဗျာ။1880ခုနှစ်တုန်းကအင်္ဂလန်နိုင်ငံကအထယ်လေးလုတ်တာတွေတမိုင်းမှာလက်တိုက်လို့ခေါ်တဲ့လူစုဟန်ရင်နှွေးငွေတုံးရက်ကန်းဆက်တွေပေါ်လာတဲ့အခါသူတို့ရဲ့ထမင်းအိုးကိုလူယူတယ်ဆိုပြီးစက်ယုံကစက်တွေကိုဝေညောက်ရိုက်ခွဲခဲ့ကြဘူးတယ် ဟုတ်တယ်စက်ရုံလေးဖြည့်စည်းကြတာပေါ့ ။အဲ့တော့ရလက်ကဘာဖြစ်သွားလဲ။အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်သွားခဲ့ပေမဲ့အဲ့ဒီစက်တွေကိုပိုင်ဆိုင်တဲ့စက်ယုံပိုင်ရှင်တွေကတော့ကမ္ဘာအချမ်းသာဆုံးလူဒန်းစားတရက်ဖြစ်သွားခဲ့ကြတာပဲဗျာ ဒီအချက်ကိုပိုကျယ်ပြန့်တဲ့မြင်ကွင်းကနေချိတ်ဆက်ကြည့်မယ်ဆိုရင်လေတိတ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အမြင်တစ်ခုရလာပါတယ်ရှင်အခုခေတ်မှာရက်ကန်းဆက်တီနီအမ AI ကိုရောက်လာပြီပေါ့ ဆိုတော့ AI ကစက်ရန်တရားအသစ်ဖြစ်လာတာပေါ့ မှန်ပါတယ်ရှင်ဒီတော့ AI ကိုအသုံးပြုတတ်တဲ့စေခိုင်းတတ်တဲ့သူဟာအဲ့ဒီရှစ်ကစိတ်ယုံပိုင်ရှင်နေရာကိုရောက်တော့မှာဖြစ်ပါတယ်သူတို့ကို AI operator လို့ခေါ်ကြတယ်ရှင် ။အိုး AI operator ပေါ့။လာစားတွေကရောဘလို့ကွာခြားသွားနိုင်လဲဗျာ လူငန်းခွင်မှာ AI ကိုမထုံးတတ်တဲ့တာမန်ဝန်ထမ်းတွေအလုပ်ပြုတ်နိုင်ရှိနေချိန်မှာလေ AI ကိုကျွမ်းကျင်ပေါင်းဆက်အသုံးပြုတတ်တဲ့ AI operator တွေကတော့ပုံမှန်ဝန်ထမ်းတွေထက်လာစားထုံးစားတော့ကနေ9ဆအထိပိုရလာမယ်ဖြစ်ကိုရောက်နေပါပြီ ။ဟာ3ဆကနေ5ဆတောင်ဆိုတော့တော်တော်များတာပဲဗျာ ဟုတ်တယ်ရှင်ဘာလို့လဲဆိုတော့သူတို့ကလူတွေရောက်တယ်ပဲမဲ့ AI ရဲ့အကူအညီနဲ့လူ9ယောက်စာ10ယောက်စာတန်ဖိုးကိုထုတ်ပေးနိုင်တယ်လို့ပါပဲ ။ဒီနေရာမှာလေ OpenAI ရဲ့ CEO Sam Altman ပြောခဲ့တဲ့ 1% billion dollar ကုမ္ပဏီဆိုတဲ့စကားကိုတော့ကျွန်တော်သွားသတိရတယ်ဗျာ။လူတစ်ယောက်တည်းအလုပ်လုပ်တဲ့ကုမ္ပဏီကတန်ဖိုးအဖြစ်ဒေါ်လာ billion ချီပြီးတန်တော့မဲ့အချိန်ရောက်လာတော့မယ်ဆိုတာလေ တကယ်လဲဖြစ်လာနေပြီလေနော် ဟုတ်တယ်ဗျာအရင်ကဆိုရင်ဒေါ်လာတန်ရချီဝင်ငွေရဖို့လူထောင်ချီခန့်ရတာအခုလက်တွေ့တရကားတွေကိုကြည့်ပါလားမကျောနီဆိုတဲ့ AI ပုံဆွဲတဲ့ကုမ္ပဏီဟာဝင်ထိုင်း90တဲ့နဲ့တစ်နှစ်ကိုဝင်ငွေဒေါ်လာတန်ရဝယ်ကြော်ရနေတယ် ဟာဝန်ထမ်း90တန်းနဲ့နော်ဟုတ်တယ်ဗျာနောက်ထပ် Safe Super Intelligence ဆိုတဲ့ကုမ္ပဏီဆိုရင်လူ20တဲ့နဲ့တည်ထောင်ထားတာဒါပေမဲ့ကုမ္ပဏီရဲ့တန်ဖိုးကဒေါ်လာ9ဘီလီယံသတ်မှတ်ခံထားရတယ်ဗျာအရင်ကစီးခွဲမှာအကြီးကအသေးကိုနိုင်တဲ့ခေတ်လီအရင်နီးကြီးရဲ့ကုမ္ပဏီကအသေးကိုဝါမျိုးတယ်အခုကအဲ့ဒီ theory လုံးမရောက်တော့ဘူးဗျာအမြန်ကအနည်းကိုနိုင်တဲ့ခေတ်ကိုရောက်တော့ပြီ မှန်ပါတယ်ရှင် AI ဆိုတဲ့မောင်းနှင်အားကြောင့် idea တစ်ခုကိုအကောင့်ထဲပို့ဖို့ကြာချိန်ကအမခန်းမြန်ဆန်သွားတာကို ဒါရွေးဗျာဒီနေရာမှာကျွန်တော်နည်းနည်းလေးဝင်ပြီးကန့်ကွက်ချင်တယ်မေကိုထုတ်ချင်တယ်ပေါ့ မေးပါရှင် တမိုင်းမှာစက်ယုံပန်ရှင်ထိဖို့ဆိုလားငွေအရင်ကြီးအမြော့အများလိုအပ်တယ်လေအခု AI ခင်မှာတော့တာမန်လူတယောက်ကဘယ်လိုလုပ်စက်ယုံပန်ရှင်အဲ့ဒီ AI operator နေရာကိုယူနိုင်မှလဲဗျာကျွန်တော်တို့မှာဒေါ်လာတန်းချီပြီးမရှိဘူးလေ ဟုတ်ကဲ့ နော်ဘီတာမန်လူတွေကကွန်ပျူတာကုတ်တွေမှာမရေးတတ်တာဒါကတရားမျှတမှုမရှိပဲပညာတတ်တွေငွေရှင်တွေပဲထပ်ပြီးချမ်းသာသွားမယ်ကစားပွဲကြီးများဖြစ်နေမလားလို့စိုးရိမ်မိတယ်ဗျာ အဲ့ဒီဆိုရင်စိတ်ကရုပ်တိရှိပေမဲ့လေတကယ်တမ်းကျတော့လုံးဝကိုပြောင်းပြန်ဖြစ်နေပါတယ်ရှင်အခုခေတ်အရင်အနည်းဟာငွေကြေးမဟုတ်တော့ဘူး ဒါဆိုဘာဖြစ်မလဲဗျာ ပြဿနာဖြေရှင်းနိုင်စွမ်း problem solving skills ကတာအဓိကအရင်ကြီးဖြစ်သွားပါပြီရှင်ပြီးတော့ကိုရေးတက်ဖို့လိုတယ်ဆိုတဲ့အယူဆကလည်းဟောင်းသွားပြီကွန်ပျူတာစကားကိုလူကလိုက်တင်ထားတဲ့ခေတ်ကုန်သွားပြီလေ လူစကားကိုကွန်ပျူတာကနားလည်နေပြီပေါ့ အတိအကျပဲရှင်လူစကားကိုကွန်ပျူတာကနားလည်အောင်တင်ထားတဲ့ခေတ်ရောက်နေပြီလေအခုဆိုရင် no code လို့ခေါ်တဲ့စနစ်တွေသုံးပြီးလေကိုရုပ်တုံးလေးတွေဆက်တယ်လို့မျိုး AI workflow တွေကိုလွယ်လွယ်ကူကူတိဆောက်လို့ရနေပါပြီရှင် တကယ်ကိုလွယ်သွားတာပဲနော်ငွေအများကြီးလည်းမလိုတော့ဘူး ဟုတ်ပါတယ်ကို့မှာငွေမလိုဘူးဒေါ်လာ20တန် AI subscription လေးတစ်ခုနဲ့တင်ပြဿနာတစ်ခုကိုမြင်အောင်ကြည့်တတ်တဲ့အမြင်ဘယ်လိုဖြေရှင်းမလဲဆိုတော့ယုတ်တိပေတာ logic ရှိနေရင်စက်ယုံပိုင်ရှင်ဖြစ်နိုင်နေပါပြီရှင် ကဲအဲ့ဒီတော့တာမန်လူတွေလည်းအဆက်ယုံပိုင်ရှင်ဒါမှမဟုတ် AI operator တယောက်ဖြစ်နိုင်တယ်ဆိုတာရှင်းထားပြီဗျာဒါဆိုရင်အဲ့လိုဖြစ်ဖို့အတွက်လက်တွေ့ဘာတွေတတ်ထားဖို့လိုမလဲဘယ်လိုလက်နက်တွေကင်ဆောင်ထားရမလဲပေါ့ စိတ်ဝင်စားစရာပိုင်ရောက်လာပြီပေါ့ ဟုတ်တယ်ဗျာ sources ဒီထဲမှာပါတယ်
ဒေါက်တာသွန်စင်းရဲ့ခွဲချမ်းစိတ်ဖြာချက်အရာ2026ခုနှစ်အတည်းမရှိမဖြစ်လိုအပ်မဲ့ AI skill 9ခုရှိပါတယ်တဲ့အဲ့ဒီအထက်ကပထမဆုံးတစ်ခုက prompt engineering ပါဗျ ဒီ prompt engineering ဆိုတာလေရိုးရိုးမေးဟုံးမေးတာမဟုတ်ဘူးရှင် AI ကိုလိုချင်တဲ့အဖြေတိတိကျကျရအောင်ညွှန်ကြားချက်ပေးရတဲ့အမှုပညာပါ ဥပမာလေးများပြလို့ရမလားဗျာဘယ်လိုညွှန်ကြားရတာလဲ ဥပမာ coffee sign အတွက်ကြော်ညာစာလေးရေးပေးလို့ရိုးရိုးပြောမဲ့အစားမင်းကလုပ်တဲ့10နှစ်ရှိတဲ့ဈေးကွက်ရှာဖေး manager တယောက်လို့စဉ်းစားပါငါ coffee sign ကလူငယ်တွေကိုပင်မထားတယ်အဲ့ဒီအတွက်ဆွဲဆောင်မှုရှိတဲ့ Facebook post 3ခုရေးပေးပါဆိုပြီးမိမိရဲ့စီးပွားရေးအခြေအနေပင်မထားတဲ့ဈေးကွက်ကိုတေချာနောက်ခံအကြောင်းအရာပေးပြီးခိုင်းတတ်ခြင်းဖြစ်ပါတယ်ရှင် ။အော်ကိုလိုချင်တဲ့ context ကိုတိကျထည့်ပေးရတာပေါ့။ဒုတိယတစ်ခုကကြတော့ AI automation နဲ့ဗျာ။ဒါကအယောင်းမိုက်တယ်။ကိုအင်းနေတဲ့အချိန်မှာတော့အလိုလျောက်အလုံးလုံးပေးနေမယ်စနစ်တွေတိဆောက်တာကိုပြောတာ ဟုတ်ကဲ့ဥပမာလေးပြောပြပါအောင်ရှင် ။ဥပမာတစ်ခုပြောရရင်ဗျာ။ညဘက်ကြီး customer တယောက်က Facebook ကနေ PC လာပါတယ်။ AI automation လုပ်ထားရင်အဲ့ဒီ message ကို AI ကဖတ်မယ် customer ကိုရင်ကြီးကြီးပြန်ဖြေမယ် order ကိုစာရင်းထားမှတ်မယ်နောက်နေ့မနက် PC ပို့ဖို့အစင်တင်ဖြစ်အောင်ပေးဖြတ်ထားပေးမယ်ဗျာလူတယောက်မှဝင်ပါစရာမလိုပဲအလုပ်တွေလဲပတ်နေတာမျိုးပေါ့ မှန်ပါတယ်ရှင်တတိယကျွမ်းကျင်မှုကတော့ AI agents တွေအကြောင်းပါ automation နဲ့ဘယ်လိုကွာလဲဗျာ ဒါက automation ထက်အဆင့်အများကြီးပုံမြင်ထားပြီရှင် automation ကယထာသဆင့်ကိုတန်လန်းပေါ်တင်ပေးလိုက်တယ်လို့ပဲတတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းပဲသွားတာလေဒါပေမဲ့ AI agents ဆိုတာကကိုစာစဉ်းစားဆုံးဖြတ်ပေးနိုင်တဲ့အဆင့်ပါ ဟာကိုပိုင်ညံရည်ပါတဲ့လက်ထောက်တယောက်လို့ပေါ့ အတေးကြပဲရှင်သူ့ကိုရီမန်းချက်တစ်ခုပေးလိုက်တာနဲ့ဥပမာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသူတည်တဲ့လုပ်ပေးလို့ခိုင်းလိုက်ရင်သူကအင်တာနက်ထဲမှာရှာမယ်ဖက်မယ်အရေးကြီးတာတွေကိုစစ်ချွတ်မယ်လိုအပ်ရင်အခြား AI တွေနဲ့ချိတ်ဆက်ပြီးလိုချင်တဲ့အဖြေထွက်တဲ့အထိသူ့ဘာသာဆုံးဖြတ်ချက်တွေချပြီးဆက်သက်လှုပ်ဆောင်သွားတာမျိုးဖြစ်ပါရဲ့ရှင် တကယ်အငေါစရာပဲဗျာစရုပ်ထကျွမ်းကျင်မှုကတော့နည်းနည်းနေပညာစာနေဗျာဒါပေမဲ့တိတ်ရေးကြီးတယ် RAG system လို့ခေါ်တယ်ဗျာ retrieval augmented generation ပေါ့ဒါကိုနားလည်လွယ်အောင်ပုံဖော်ကြည့်ရအောင် အေးရှင်းပြပါအောင်ရှင် တာမန် AI ဆိုတာ2020ခုနှစ်လောက်မှာတကားပိုက်တာတဲ့စာကြည့်တိုက်ကြီးတွေကအရန်တော်တဲ့ပညာရှင်ကြီးတယောက်နဲ့တူတယ်ဗျာသူကကမ္ဘာသမိုင်းနဲ့တင်ချာတဲ့အကုန်သိတယ်ဒါပေမဲ့ကိုကုမ္ပဏီရဲ့မနေ့ကထရတဲ့စင်းစရာတွေကိုလုံငန်းရဲ့အသေးရေးတိတက်အချက်လက်တွေကိုတော့ तू မသိဘူးလေ သူတင်ထားတဲ့ data ထဲမှာမပါဘူးပေါ့ ဟုတ်တယ်ဗျာအဲ့တော့ RAG system ဆိုတာအဲ့ဒီပညာရှင်ကြီးစီကိုကုမ္ပဏီရဲ့တီးစံ fighter တွေကိုတကားကနေလမ်းထိုးပေးလိုက်တာနဲ့တူတယ်ငါမေးခွန်းတွေကိုဒီ fighter တွေကပဲအခြေခံပြီးဖြည့်ပါလို့ကန့်တက်လိုက်တာအဲ့ဒီတော့ AI ကမတိတာကိုရှောက်ဖေတာမျိုးမလွတ်တော့ပဲကိုလုံငန်းအတွက်တီးစံအလိုလိုပေးနိုင်တော့လေဗျာ အဲ့ဒီဥပမာကရှင်းလင်းပြသပါရရှင်နောက်ဆုံးပြင်စမအချက်တော့ multi-modal AI ပါအရင်က AI ဒီဟာစာသားတွေကိုပဲနားလဲတယ်လေအခုကအဲ့ဒီလိုမဟုတ်တော့ဘူး အခုကမျိုးလုံးနေနားတွေပါလာပြီပေါ့ ဟုတ်တယ်ရှင် AI မှာမျက်စိပါလာတယ်နားပါလာတယ်အသံပါလာတယ်အစည်းအဝေးတစ်ခုလုံးနေရင်အတန်ကိုနားထောင်ပြီးမှတ်တမ်းတင်ပေးမယ် copy book ပေါ်ကဇာတ်ကိုတဖုံရိုက်ပြလိုက်ရင်အဲ့ဒါကိုနားလဲပြီးစီးရင်းစရာပြန်လုပ်ပေးမယ်စာအတန်ပုံဗီဒီယိုအကုန်လုံးကိုလူတစ်ယောက်လို့တပြိုင်တည်းပုံစံအသုံးပြုနိုင်လာတဲ့အဆင့်ထိပါတယ်ရှင် ဒီငါးချက်စလုံးကိုခြုံငုံကြည့်လိုက်ရင်ဗျာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုတွားတွေ့ရတယ်ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာတာကဒါကဘာနဲ့တူလဲဆိုတော့ကိုယ့်စီမှာလာစားပေးစရာမလိုတဲ့အရန်တော်တဲ့စူပါလက်ထောက်တစ်ယောက်ရှိနေတာနဲ့တူတယ်ဗျာ ဟုတ်တယ်ရှင် ဒါပေမဲ့ကိုကသူ့ကိုဘာလို့ရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမခိုင်းတိုင်ရင်မန်ခံတဲ့လမ်းကြောင်းပေါ်မတင်ပေးတိုင်ရင်အဲ့ဒီလက်ထောက်ကဘာမှတုံးဝင်မှာမဟုတ်ဘူးပေါ့ဟုတ်လားဗျာဒါကြောင့်နီးပညာတွေဘယ်လောက်တိုးတက်စီးပွားရေး UTB တာbusiness logic ကိုနားလည်တဲ့လူသားရဲ့ဥဆောင်မှုကအဓိကလိုအပ်နေအောင်ပါပဲဗျာ ဒီအချက်ကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုထုတ်ပေါ်လာစေတယ်ရှင် AI ကို AI ကအဲ့ဒီလောက်အထိတိတိကျကျလုပ်နိုင်နေပြီဆိုရင်ကျမတို့လူသားတွေရဲ့တန်ဖိုးကတကယ်တော့ဘာဖြစ်မလဲပေါ့ AI အစားထိုးလို့မရတဲ့လူသားဆန်မှုဆိုတာပါလဲ တကယ်ကိုအနေဆိုင်ဆုံးမေးခွန်းပဲဗျာဘာဖြစ်မဲ့ထလဲ ကျမတို့နားနိုင်ဟိုင်းမဲ့ချက်ကလေ AI ဟာဘလောက်ပဲစကားပြောကောင်းနေပါစေအခြေခံအားဖြင့် तू ဟာဖတ်တန်တွေကိုခတ်မှန်းတဲ့စက်သက်သက်prediction machine တာဖြစ်ပါလေရှင် စရုပ်တတ်ပဲပေါ့ ဟုတ်တယ်ရှင်သူကစာကြောင်းတစ်ကြောင်းမှာနောက်ထပ်လာမဲ့စကားလုံးကဘာဖြစ်နိုင်ခြင်းအများဆုံးလဲဆိုတာကို
တင်ချာနီးအရာတွက်ချက်နေတာပါသူတကယ်စဉ်းစားတွေးခွာနေတာမဟုတ်ဘူးရှင်သူ့မှာကိုကျင့်တရားမရှိဘူးအတိစိတ် consciousness လုံးဝမရှိပါဘူး ဟုတ်လေအတီးစိတ်မရှိဘူးဆိုတဲ့အချက်ကအရာအရေးကြီးတယ်ဗျာအဲ့ဒီအားနည်းချက်ကြောင့်မို့လို့ AI ဟာတခါလဲလဲမှာအမောကိုအမှန်လို့ယုံကြည်မှုရှိပြောတတ်တဲ့ hallucination ပြဿနာတွေဖြစ်လာတာပေါ့ ဟုတ်ကဲ့အဲ့ဒီပြဿနာကတော်တော်ဆိုးတယ်နော် ဆိုးတယ်ဗျသတင်းတစ်ခုတည်းမှာဖတ်လိုက်ရတယ်အမေရိကန်က Posh Woodruff ဆိုတဲ့အမျိုးသမီးရဲ့အဖြစ်ပြက်လေသူကကိုဝင်ရှစ်လကြီးနေပါဗျဒါပေမဲ့ရေတွေကသူ့ကိုအိမ်မှာလာဖမ်းသွားတယ်အကြောင်းရင်းကဖြစ်မှုကျူးလွန်သူကိုရှာဖွေတဲ့ AI မျက်နှာဖတ်စနစ်ကသူမရဲ့မျက်နှာနဲ့မှားယွင်းပြီးတိုက်ဆိုင်စစ်ဆေးမိလို့ပဲ ဟာကိုဝင်ရှစ်လကြီးနဲ့ကိုရဲကဖမ်းသွားတာလား ဟုတ်တယ်ဗျသူမအချုပ်ထဲမှာ7နာရီကြာနေခဲ့ရတယ်စဉ်းစားကြည့်ဗျ AI ဟာ pixel တွေ data တွေကိုပဲအချုပ်တိုက်ခွဲချမ်းစိတ်ဖျားတာဒီအမျိုးသမီးကကိုဝင်ကြီးနဲ့ဖြစ်မှုကျူးလွန်ဖို့မချစ်နိုင်ဘူးဆိုတဲ့လူသားဆန်တဲ့စင်ကျင်တုံတရားမျိုးအခြေအနေကိုတုံးတက်နိုင်စွမ်းမျိုးသူ့မှာလုံးဝမရှိဘူးဆိုတာကိုဒါကအထင်ရှားပြနေတာပဲဗျာ နောက်ထပ်ထင်ရှားတဲ့ဥပမာတစ်ခုကိုစေပညာနယ်ပယ်ကနေကြည့်ကြည့်ပါအောင်ရှင်အစုတ်တမန်ဒီကင်ဆာဆဲလေးတွေရှိမရှိကိုရှာဖွေတဲ့ညမှာ AI ဟာဆရာဝန်ထပ်ပုံမြန်တယ် pixel ပြည့်ပြည့်လေးတွေကိုမြင်တဲ့အတွက်ပိုတိကျနိုင်တယ် तू ကပင်မန်းတာလည်းမရှိဘူးလေနော် ဟုတ်တယ်ရှင်သူကမျက်လုံးလည်းမညောင်းဘူးလေဒါပေမဲ့ဟိုယောဂရှိတယ်လို့အဖြေထွက်လာတဲ့အခါထိတ်လန့်နေတဲ့လူနာရဲ့လက်ကိုကင်ပြီးအားပြီးစကားပြောဖို့တရင်စိုးကိုလူနာခံစားနိုင်အောင်ကိုချင်းစာတရားနဲ့ရှင်းပြဟိုကြလို့ AI ရဲ့လုံးဝလုံးနိုင်မှာမဟုတ်ပါဘူးရှင် ဒါဖို့ရစရုပ်ကြီးကလာပြီးစာနာပြနေလို့မှမရတာ အတိအကျပဲရှင်ဒါကြောင့်အနာဂတ်မှာ AI တခုတည်းကဆရာဝန်ကိုစားထိုးမှာမဟုတ်ဘူး AI ရဲ့တိကျမှုနဲ့ဆရာဝန်ရဲ့လူသားဆက်မှုပေါင်းစပ်ထားတဲ့ AI Plus Doctor ကတာမန်ဆရာဝန်ထပ်ပို့ပြီးအစွမ်းထလာမှာဖြစ်ပါတယ်ရှင် တောက်ကြည့်ရင်ဗျာလူသားနဲ့စီမှာပဲတီးတန့်ရှိတဲ့ emotional intelligence စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်နောက်ပြီး leadership ခေါင်းဆောင်မှုနဲ့ပြဿနာတစ်ခုရဲ့အတိတ်ပဲကိုဖွင့်ဆိုနိုင်စွမ်းတို့ဟာအနာဂတ်မှာအဖို့တန်ဆုံးအရာတွေဖြစ်လာတော့မယ်ဆိုတာရှင်းနေတယ်ဗျ အေးမှန်ပါတယ်ရှင် ပညာရေးစနစ်မှာဆိုရင်လေအရင်ကအချက်လက်တွေကိုဘယ်လိုမှတ်မိအောင်ကြက်မလဲဆိုတာကအရေးကြီးခဲ့တယ်လေအခုခေတ်မှာအချက်လက်တွေက AI ကိုမေးလိုက်ရင်စက္ကန့်ပိုင်းအတွင်းထွက်လာတာမို့ပြဿနာတွေကိုဘယ်လိုတွေးခေါ်မလဲဆိုတာကပိုအရေးကြီးသွားပြီဗျ မမြန်ထက်တွေးခေါ်နိုင်စွမ်းကအဓိကဖြစ်လာတာပေါ့ ဟုတ်တယ်ဗျစဉ်းစားကြည့်လေအလုတ်ဆိုတာတကယ်တော့ tax တွေလုတ်ဆောင်စရာတွေအများကြီးစုထားတဲ့အစုဝေးကြီးတစ်ခုပဲ AI ကအလုတ်တွေကိုလူယူသွားတာမဟုတ်ဘူးအဲ့ဒီ task တွေကိုခွဲထုတ် unbundle ပစ်လိုက်တာဗျ အရင်ကဆိုရင် email လေးထိုင်ပြန်နေရတာစရင်စရာတွေမှတ်ကန်းတင်နေရတာစားစီစားရိုက်လုပ်နေရတာစတဲ့အလုပ်တွေကိုအလုပ်လုပ်နေရလို့ထင်ခဲ့ကြတယ်လေတကယ်တော့ဒါတွေကအလုပ်ရဲ့အနှစ်သာရမဟုတ်ဘူးရှင် ဟုတ်တယ်ဗျအချိန်ကုန်ုံတက်ထက်လုပ်ရတဲ့အလုပ်တွေပေါ့ ဟုတ်ပါတယ်ရှင် AI ကအဲ့ဒီလိုတီထွင်ဖန်တီးမှုမပါတဲ့ test တွေကိုလွဲယူသွားတဲ့အခါလူတွေဟာဘာလုပ်ရမလဲဆိုတော့ပိုပြီးတန်ဖိုးရှိတဲ့ဖန်တီးမှုအားကောင်းတဲ့လူအချင်းချင်းဆက်သွယ်ရတဲ့အလုပ်တွေကိုအပြည့်အဝအာရုံစိုက်လာနိုင်မှာဖြစ်ပါတယ်ရှင် ဒါဆိုရင်ဒါတွေအလုံးကဘာကိုဆိုလိုရလဲဗျလူတွေဟာစက်ရုပ်လို့အလုပ်လုပ်ရတဲ့အတိတ်ပဲမဲ့အလုပ်တွေလူတွေသုံးလေရှိတဲ့စကားနဲ့ပြောရင် bullshit jobs တွေကနေလွတ်မြောက်သွားပြီးတကယ်လူသားဆန်တဲ့အလုပ်တွေကိုပိုလုပ်လာနိုင်ပြီဆိုတော့အကောင်းမြင်စရာအမြင်တစ်ခုရလာပါတယ် အေးအလုပ်တွေပျောက်သွားတာမဟုတ်ပဲအလုပ်ရဲ့သဘောတဘာဝပြောင်းလဲသွားတာပေါ့နော် ဟုတ်ပါတယ်ဗျဒီပြောင်းလဲမှုကိုရင်းဆိုင်ဖို့ကျွန်တော်တို့ရဲ့နားဆင်သူတွေအတွက်လက်တွေအသုံးချနိုင်မဲ့ action plan 3ခုကိုအနစ်ချုပ်ပြန်ပြောပြချင်ပါတယ် နံပါတ်1ကတော့ start playing ပါရှင်ဖတ်နေကြောက်နေုံနဲ့မရပါဘူးတနေ့ကို10မိနစ်လောက်အချိန်ပေးပြီးချက်ကြည့်ပြီးတီလို့ clock လို့ AI နဲ့စကားပြောကြည့်ပါကိုယ့်ရဲ့နေ့စဉ်လုပ်တွေကိုကူညီခိုင်းကြည့်ပါရှင်အကျွမ်းနဲ့ဝင်ရှိအောင်လုပ်ပါ ဟုတ်ကဲ့ဒုတိယအချက်ကတော့ဗျာ နံပါတ်2က audit your work ပါကိုယ့်အလုပ်ထဲကဘေးအပိုင်းတွေကထပ်ခါတလဲလဲလုပ်နေရတာလေပြင်းစရာကောင်းတဲ့အပိုင်းတွေကပါတယ်လဲဆိုတာစဉ်းပြုစုပြီးအဲ့ဒါတွေကို AI နဲ့ဘယ်လိုအစားထိုးလို့ရမလဲဆိုတာစဉ်းစားပါကိုယ့်အလုပ်ကိုကိုယ်တိုင်အရင် automation လုပ်ပေးတာအကောင်းလုံးပါရှင် ကိုသူများမဖြုတ်ခင်ကိုဘာသာရင် AI တုံးပြီးအလုပ်မြောင်လုပ်ရမှာပေါ့ ဟုတ်တယ်ရှင်နံပါတ်3ကတော့ invest in soft skills ပါနီးပညာတွေဘလောက်ပဲပြောင်းလူကိုလူလိုနားလဲပေးနိုင်တဲ့လူမှုဆက်ဆံရေးစာနားလဲမှုနဲ့ဆက်သွယ်ပြောဆိုမှုစွမ်းရည်တွေကိုအများအားမြင့်တင်နေဖို့ဖြစ်ပါတယ်ရှင် နည်းနည်းပြောမယ်ဆိုရင်တော့ဗျာ AI ကလူကိုအစားထိုးမှာမဟုတ်ပါဘူး
AI တုံးတက်တဲ့လူကသာတင့်ကိုအစထိုးသွားမှာပါဆိုတာပါပဲဗျာ တကယ်ကိုထိမိတဲ့စကားပါပဲရှင် ဟုတ်တယ်ဗျာနိပညာကိုကြောက်ရွံ့နေမဲ့အစား17ခုနှစ်က Luddites တွေလို့စက်တီကိုရိုက်ခွဲမဲ့အစားခေတ်သစ်စယုံပိုင်ရှင်ဖြစ်လာအောင် AI ကိုလက်နက်တစ်ခုလိုတုံးချတတ်ဖို့ကအရေးကြီးဆုံးဖြစ်ပါတယ် အပြောင်းလဲဆိုတာအစပိုင်းမှာတော့အမြဲတမ်းကြောက်စရာကောင်းပြီးရှုပ်ထွေးနေတတ်ပါတယ်ရှင်ဒါပေမဲ့အဲ့ဒီအပြောင်းလဲရဲ့သဘောတဘာဝကိုနားလည်ပြီးကြိုတင်ပြင်ဆင်ထားသူတွေအကတ်တော်လေဒါဟာချင်းချောက်မှုမဟုတ်ပဲတမိုင်းမှာအကြီးမားဆုံးအခွင့်အရေးကြီးတစ်ရပ်ဖြစ်လာမှာသိကြပါပဲ ဟုတ်ပါပြီဗျဒီထူတဲ့လာဆွေးနွေးမှုမဆုံးခင်မှာကျွန်တော်တို့ရဲ့နာဆင်သူတွေကိုအင်ပြန်တွေးဆရာမေးခွန်းတစ်ခုချန်ထားခဲ့ခြင်းပါတယ် ဘာများလဲရှင် စဉ်းစားကြည့်ပါဗျာနောက်ပိုင်းကျရင်စီးရင်စရာတွေပြုစုတာအစီရင်ခံစားတွေရေးတာ project တွေစီမံတာအကုန်လုံးကို AI ကအပြည့်အဝလုပ်သွားနိုင်တဲ့တနေ့ကိုရောက်လာခင်ကျွန်တော်တို့လူသားတွေရဲ့အလုပ်ရထုအမည်တွေကစရင်ကိုင်း manager စတာတွေမဟုတ်တော့ပဲ professional empathizer ကျွမ်းကျင်သောစာနာနားလည်ပေးသူဒါမှမဟုတ် human connector လူသားအချင်းချင်းချိတ်ဆက်ပေးသူဆိုပြီးများပြောင်းလဲသွားမလားဗျ ဟာတကယ်ကိုစဉ်းစားစီရပဲနော်ခန်းစားချက်တွေကိုပဲအဓိကထားရမယ်ခစ်ပေါ့ ဟုတ်တယ်ဗျတကယ်လို့စီးပွားရေးလောကမှာခွန်အားတွေရုပ်တိပေးတဲ့ဉာဏ်ရည်တွေအစခန်းစားချက်တွေကိုပဲအဓိကရောင်းဝယ်ဖောက်ကာရတဲ့ခေတ်ကြီးရောက်လာရင်ကျွန်တော်တို့ဘလို့ရင်ဆိုင်ကြမလဲ AI တွေနေရာယူလာတဲ့ကဘာကြီးမှာလူသားဖြစ်ခြင်းရဲ့အစစ်မှန်ဆုံးအဓိပ္ပာယ်ကိုကျွန်တော်တို့ဘလို့ပြန်လဲပုံဖော်ကြမလဲဆိုတာကတော့ဆက်လက်ရှာဖွေရမယ်ဆေးလို့ရှာစရာအနာဂတ်တစ်ခုပဲဖြစ်ပါတော့တယ်ဗျာ